နေလာရကိုမျက်နှာမူကြတဲ့ဒီပန်းလေးတွေကိုတော့နေကြပန်းလို့အားလုံးကခေါ်ကြပါတယ်။ဘာလို့နေထွက်ရကိုသူတို့ကမျက်နှာမူတယ်လဲဆိုတော့ heliotropism လို့ခေါ်တဲ့သဘာဝဖြစ်စဉ်ကြောင့်ဖြစ်ပါတယ်။နေကြပန်းတွေမှာco-binary biological clock တွေရှိပါတယ်။ဒီဇီဝနာရီတွေနဲ့အတူအောက်ဆီဂျင်လို့ခေါ်တဲ့အပင်နဲ့အရွက်ကကြီးထွားမှုကိုထိန်းချုပ်ပေးတဲ့ဓာတ်ပစ္စည်းတွေကလည်းကူညီပေးပါတယ်။နေကြပန်းတွေကအပူအခြေပြုအာဟာရရရှိစေဖို့အတွက်နေထွက်ချိန်မှာအရှိကိုမျက်နှာမူပြီးတော့နေဝင်ချိန်မှာတော့အနောက်ဘက်ကိုပြောင်းရွှေ့တတ်ကြပါတယ်။ဒါဟာအပင်ငယ်စဉ်ကနေအပွင့်ပွင့်ချိန်အထိဖြစ်ပြီးတော့အရွယ်ရောက်ကြီးပြင်းသွားတဲ့အခါနေကြပန်းတွေကနေကိုလှမ်းမပြီးတော့ပဲနဲ့အရှိဘက်ကိုသာမျက်နှာမူနေကြပါတယ်။အရှိဘက်ကိုမျက်နှာမူရခြင်းမှာမနက်စောစောပြတ်နှက်လာတဲ့နေရောင်တွေကိုလိုက်လံခံယူပြီးတော့ပြားကောင်တွေတခြားပိုလီနေဂျာတွေကိုဆွဲဆောင်ရမှာလည်းရှိသေးတာကြောင့်ဖြစ်ပါတယ်။နေကြပန်းအမျိုးအစားများမှာ heliotropism ဖြစ်တတ်ပေမဲ့တခြားပန်းတွေကတော့နေကိုမျက်နှာမူပြီးရွေးရှားဖို့မလိုအပ်ပါဘူး။အပင်တစ်မျိုးနဲ့တစ်မျိုးကလည်းမတူကြပါဘူး။ဥပမာ morning glory လိုပန်းတွေကနေရောင်ခြည်အပြည့်အဝရမှအပြည့်အဝပွင့်တတ်ကြတာမျိုးဖြစ်ပါတယ်။နေကြပန်းတွေကခရီးဒဏ္ဍာရီတွေနဲ့လည်းဆက်နေပါတယ်။ဒဏ္ဍာရီထဲမှာတော့လှိုက်ဒီလို့အမည်ရှိတဲ့အမျိုးသမီးတစ်ဦးရှိပါတယ်။သူမကအလွန်အမတန်လှပတဲ့နမ်တစ်ယောက်ဖြစ်ပါတယ်။သူမဟာနီနတ်ဖျားအပိုလိုကိုချစ်ခင်တွေ့တာမိသွားပါတယ်။သူမကနီနတ်ဖျားကိုချစ်ခင်ဆွဲလန်းလို့နတ်ဖျားခရီးသွားတဲ့တခြားကိုအမြဲတမ်းမျှော်ပြီးတော့နေကြည့်နေလို့ဖြစ်ပါတယ်။အပိုလိုကတော့လူချစ်လူခင်ပေါ်များသူပြီးသူမကိုအရေးမလုပ်ခဲ့ပါဘူး။အချိန်ကြာလာတာနဲ့အမျှကလိုက်ဒီရဲ့ခံစားချက်တွေကအရှိန်ရလာပြီးတော့နောက်ဆုံးမှာတော့သူမကိုနတ်ဖျားများကအဝါရောင်ပန်းလေးအဖြစ်ပန်တီးပေးလိုက်ပါတယ်။ဒါကတော့ဂရိဒန်နာရီတွေကနေကြပန်းဖြစ်ပေါ်လာပုံကိုဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်။ဒါကြောင့်နေကြပန်းတွေကချစ်ချင်းတရားနဲ့ပတ်သက်တဲ့သင်္ကေတတစ်ခုအဖြစ်လူသိများကြပါတယ်။နေကြပန်းတွေကအပင်ထက်ပိုပြီးတော့အမှုပညာတရက်ပါလို့ပြောလို့လည်းရပါသေးတယ်။နာမည်ကျော်ပချီစီယာကြီးဘန်ဆက်ဘန်ကော့ကနေကြပန်းတွေကို inspire ယူပြီးရေးဆွဲခဲ့တဲ့သူ့လက်ရာတွေအကြောင်းမလို့ပုံမူလူကြမ်းများအောင်မြင်လာတာဖြစ်ပါတယ်။နေကြပန်းတွေကစိတ်ခံစားချက်ဆိုင်ရာအမှုပညာတရက်လည်းဖြစ်ခဲ့ပါတယ်။နေကြပန်းတွေကတကယ်တော့တပွင့်နဲ့မဟုတ်ဘဲနဲ့ထောင်ပေါင်းများစွာသောပန်းပွင့်တို့စုဝေးထားခြင်းဖြစ်ပါတယ်။သူတို့ကမြောက်အမေရိကမှာစတင်ပေါ်ပေါက်လာပြီးတော့တက်တန်းအဖြစ်လဲ4500ကျော်ခဲ့ပါပြီ။1500ခုနှစ်တွေမှာစပိန်လူမျိုးစူးစမ်းရှာဖွေသူတွေကနေကြပန်းမျိုးစေ့တွေကိုဥရောပကိုပြန်ယူလာချိန်မှာတော့နေကြပန်းကအလှဆင်ပန်းအဖြစ်နာမည်ကြီးထင်ရှားလာရင်းနဲ့ကမ္ဘာအနှံ့သို့ပြန့်နှံ့ရောက်ရှိလာခြင်းဖြစ်ပါတယ်။အဝါရောင်ပွင့်ပတ်လေးတွေနဲ့နေလာရာကိုမျက်နှာမူကြတဲ့နေကြပန်းတွေကတကယ်တော့အဝါရောင်တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။အနီရောင်နဲ့အညိုရောင်နေကြပန်းတွေလည်းရှိပါတယ်။နေကြပန်းကကန်ဆတ်ပြည်နယ်ရဲ့ state flower ဖြစ်ပြီးတော့အဲ့ဒီပြည်နယ်မှာနေကြပန်းမျိုးစိတ်ပေါင်း17မျိုးလောက်ကိုတွေ့ရှိရပါတယ်။ကမ္ဘာပေါ်မှာနေကြပန်းမျိုးစိတ်60လောက်ရှိပြီးတော့နေကြပန်းတွေကအင်္ဂါလူမျိုးတွေရဲ့အထွတ်မြတ်ပန်းဖြစ်ပြီးတော့ဘဝရှင်သန်မှုကလည်းမြန်ဆန်ပါတယ်။အပင်စတင်ဖြစ်ပေါ်လာတဲ့အချိန်ကစပြီးတော့ညှိုးနှမ်း6တွေ့သွားတဲ့အချိန်ထိတက်တန်းကရက်တရာအတွင်းမှာသာရှိပါတယ်။နေကြပန်းတွေထဲမှာတတီဗီယာလို့ခေါ်တဲ့နေကြပန်းတစ်မျိုးရှိပါတယ်။ပုံမှန်နေကြပန်းတွေကခပ်ပပလေးတွေရှိပေမဲ့တတီဗီယာကတော့နှစ်ခါထပ်ပွင့်တဲ့ပန်းသေးသေးလေးတွေနဲ့ဖြစ်တည်လာတာမလို့ခက်ဝဝလေးနဲ့ချစ်စရာအနေထားမှရှိတဲ့နေကြပန်းတစ်မျိုးဖြစ်ပါတယ်။ဒီလိုစမ်းပြတဲ့သူ့ရဲ့ပုံစံကြောင့်တတီဗီယာနေကြပန်းက2015ခုနှစ်မှာ Royal Horticultural Society ကပေးအပ်ခဲ့တဲ့ Aqua of Garden Merit ကိုကြီးမြင့်ခြင်းခံခဲ့ရပါတယ်။
ထို့အပြင်တယ်လီဗီယာနေကြပန်းတွေကိုတချို့သောလူများကအလှဆင်ခြင်းနဲ့ကိတ်မုံအလှဆင်ခြင်းတွေမှာလည်းအသုံးပြုကြပါတယ်ဒါကတော့နေကြပန်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ခဲ့ခြင်းဖြစ်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကိုစောင့်မျှော်ပေးကြပါအောင်လို့တောင်းဆိုရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်